smartphone လောကမှာဒီ Apple ကစလို့မှာ Android phone တွေကနောက်ကဘာလို့လိုက်လို့တာအခုပဲကြည့်ပေါ့နော်ဒီ Apple ကကျွန်တော်တို့ဒီ podcast တိုင်းခေါက်ဖုံးထုတ်မယ်ဆိုတော့မှ Samsung ကသူတို့ရဲ့ Z4-8 ကိုလည်း H တိုင်းလိုက်ပြီးတော့ထုတ်တယ်အရင်တော့ကလည်းပေါ့နော်ဒီအရန်ပါတဲ့ iPhone ရဲ့ထွက်မယ်ဆိုပြီးတော့သတင်းတွေထွက်လိုက်တာနဲ့ Android phone တွေကသူ့ထက်ငါအပြိုင်အဆိုင်ကိုလူပြီးတော့ထုတ်ကြတော့တာပဲအဲ့တော့ဒါတွေကဘာကြောင့်ဖြစ်နေလာလဲဆိုတော့ဒီဗီဒီယိုထဲမှာပြောပြပေးမယ်အဲ့တော့ကျွန်တော်အခါမှာဗီဒီယိုလေးကိုစလိုက်အောင်လူတွေတော်တော်များများထင်ကြတာကဒီ Android phone တွေကပေါ့နော်ဒီ iPhone တွေကိုပဲလိုက်ပြီးတော့ကူးချရလို့ထင်နေဆိုပေမဲ့ဒီတကယ်လက်တွေ့မှာကျတော့ဒီရေဆိုခန္ဓာတို့ wireless charging တို့နောက်ပြီးတော့ဒီ full screen display တွေတို့နောက်ပြီးတော့ဒီ phone ကိုကန်လိုက်တာနဲ့ဒီ display ကအလိုလိုပွင့်လာတဲ့ feature မျိုးတွေတို့နောက်ပြီးတော့ဒီ always on display feature တွေတို့ဒါတွေကပေါ့နော်ဒီ Android phone တွေကဒီ iPhone တွေထက်ကိုအရင်ကြိုပြီးတော့ထည့်ပေးခဲ့တာဒါပေမဲ့တကယ်လက်တွေ့မှာကျတော့ဒီ Android phone တွေကအဲ့လိုကြိုပြီးတော့ထည့်ပေးလဲလူတွေကတတိမထားမိပဲနဲ့ဒီ iPhone တွေကစပြီးတော့ထည့်ပေးလိုက်ပြီဆိုတာနဲ့ဖုန်းတိုင်းမှာပါမဲ့ standard တစ်ခုဖြတ်သွားတာတော့ကျွန်တော်တို့ငြင်းလို့မရအောင်နောက်ပြီးတော့ကျွန်တော်တို့ဒီ Android phone တွေက iPhone တွေလောက်တော့မှနောက်ကဘာလို့လိုက်လို့လဲဆိုတာကိုအချက်၃ချက်နဲ့ရှင်းပြပေးမယ်ပထမဆုံးအကြောင်းရင်းကကျတော့ဒီအရင်စလုပ်တဲ့လူရဲ့ပေါ့နော်ဒီ R&D ကုန်ကျစရိတ်တွေနဲ့ risk ကြောင့်ပဲကျွန်တော်တို့ဒီနည်းပညာအသစ်တစ်ခုကိုစပြီးတော့ထွင်မယ်ဆိုရင် R&D စရိတ်ကအရန်အောင်မှများတယ်နောက်ပြီးတော့ပေါ့နော်ကိုကအဲ့လိုမျိုးဒီအသစ်ထွင်ထားတဲ့နည်းပညာတစ်ခုကိုဈေးကွက်ထဲမှာရောင်းလိုက်လို့ user တွေကမကြိုက်ဘူးဆိုရင်စီးပွားရေးကအများကြီးရှုံးသွားနိုင်တယ်ဒါကြောင့်မဲ့ဒီ Android phone တော်တော်များများကပေါ့နော်ကျွန်တော်ဒီ fast follower ဆိုတဲ့နည်းဗျူဟာကိုသူတို့ကသုံးတယ်ဒါကိုအလွယ်ပြောရမယ်ဆိုရင်သူတို့ကပေါ့နော်ဒီ Apple ကိုအရင်ဆုံးစမ်းပြီးတော့လောက်ခိုင်းလိုက်တယ် Apple က feature အသစ်တစ်ခုဒါမှမဟုတ်လေအရာအသစ်တစ်ခုကိုလောက်လိုက်လို့လူတွေကြိုက်ပြီဆိုတော့မှ Android phone တွေကသူတို့တက်အရှုံးမရှိတော့ဘူးဆိုပြီးတော့အဲ့ပုံစံတိုင်းနောက်ကနေလိုက်ပြီးတော့လုပ်တယ်နောက်တစ်ခုကကျတော့ထုတ်လုပ်မှုကုန်ကြစေဥပမာအနေနဲ့ပေါ့နော်ဒီ iPhone 8ကိုစပြီးတော့ထုတ်တော့ကဒီဖုန်းရဲ့အောက်ဘက်ချင်းလုံးဝပြောက်အောင်ဆိုပြီးတော့ကျွန်တော်ခွေးလို့ရတဲ့ OLED display တွေကိုသုံးပါတယ်အဲ့တော့ကဒီအမြတ်နည်းနဲ့ဈေးပြန်ရောင်းနေရတဲ့ Android phone တွေအတွက်အဲ့လိုမျိုးနီလန်အသစ်တစ်ခုကိုတို့စပြီးတော့သုံးဖို့ဆိုတာကစီးပွားရေးကတိတ်ပြီးတော့မလွယ်ဘူးနောက်ပြီးတော့အဲ့လိုမျိုးသုံးလိုက်လို့ user တွေကမကြိုက်ဘူးဆိုရင်အမြတ်တွေအများကြီးဆုံးရှုံးသွားနိုင်တယ်ဒါကြောင့်ပဲပေါ့နော်ဒီ iPhone တွေကိုအရင်ဆုံးစမ်းပြီးတော့သုံးခိုင်းလိုက်တယ်စိတ်ပြည့်ပြီဆိုမှနောက်ကနေလိုက်ပြီးတော့လုပ်တယ်ဒုတိယချက်ကတော့ဒီ software ဘိုင်းနဲ့ hardware ဘိုင်းကိုထိန်းချုပ်နိုင်တဲ့ပုံစံခွာခြားတဲ့ချက်ကျွန်တော်အရင်ဗီဒီယိုကလည်းပြောမှုတယ်ပေါ့နော်ဒီ Apple က software ဘိုင်းရော hardware ဘိုင်းကိုသူတယောက်တည်းထိန်းချုပ်တာတယ်ဒါကြောင့်ပဲပေါ့နော်ဒီဖုန်းတွေမှာဆိုရင်ကျွန်တော် Dynamic Island လို့ feature မျိုးကိုသူတို့စပြီးတော့သုံးတော့မယ်ဆိုရင်အဲ့လိုမျိုး Dynamic Island feature နဲ့တွဲပြီးတော့သုံးလို့ရအောင်ဆိုပြီးတော့တပ်ပါတွေကျွန်တော်တို့ app ရေးတဲ့ developer တွေရှိကိုတရားဝင် API လမ်းကြောင်းကိုတန်းပြီးတော့ဖွင့်ပေးလိုက်လို့ရတယ် Android တွေမှာကျတော့အဲ့လိုမျိုးမဟုတ်ဘူး system ကို Google ကထုတ်ပေးတယ်ဆိုပေမဲ့ကျွန်တော်ဖုန်းထုတ်တယ်ပေါ့နော် Samsung တို့ Oppo တို့ Vivo တို့ Xiaomi တို့ဒီလိုမျိုး brand တွေကသူတို့ဘာလို့ skin တွေခွဲပြီးတော့သုံးတဲ့အတွက်ကြောင့် Android phone တစ်ခုမှာပေါ့နော် feature အသစ်တစ်ခုထွင်လိုက်တယ်ဆိုရင်တော့မှ Google ကတရားဝင် API လမ်းကြောင်းမဖွင့်ပေးဘူးဆိုရင်အဲ့ feature ကတပ်ပါတီ application တွေမှာသုံးလို့မရအောင်ဒါကြောင့်ပဲပေါ့နော်ဒီ Android phone တွေမှာကျွန်တော် feature အသစ်တစ်ခုပါတယ်ဆိုရင်တော့မှလူတွေကတိတ်ပြီးတော့သတိမထားမိတာတော်တော်လေးများသွားတယ်တတိယချက်ကတော့ဒီ Apple ကလုတ်လိုက်မှာဖုန်းတိုင်းမှာပါမယ် standard တစ်ခုဘာကြောင့်ဖြစ်သွားရလဲဆိုတာကကြတော့လူတွေရဲ့ Apple ပေါ်မှာမြင်နေတဲ့ဒီ psychological ကြောင့်ပဲကျွန်တော်ပေါ့ Apple ကပေါ့နော်သူတို့ရဲ့ဒီ iPhone တွေကိုတာမန်ဖုန်းတစ်လုံးဆိုတာထက်ကျွန်တော်လက်ထဲမှာကင်လိုက်ပြီဆိုတာနဲ့ standard တစ်ခုပို့ပြီးတော့ရှိသွားတယ်လို့ခံစားရတဲ့ lifestyle brand တစ်ခုအနေနဲ့ကောင်းကောင်းလေးတည်ဆောက်ထားနိုင်တယ်ဒါကြောင့်ပဲပေါ့နော် user တွေအများစုရဲ့စိတ်ထဲမှာမျက်စိထဲမှာဆိုရင် iPhone ရဲ့ design မှာလှတာတို့ iPhone ရဲ့ feature တွေကမိုက်တာတို့ iPhone ကိုသုံးရတာဘယ်လိုမျိုးကောင်းတာတို့ဒီလိုမျိုးမြင်ကြအများတယ်ဒါကြောင့်ပဲပေါ့နော်ဒီ Android phone တွေကသူတို့ risk တွေပါယူပြီးတော့အသက်ဆန်းတွေတိတ်မလုပ်တော့ဘဲနဲ့ Apple မှာပေါ့နော်ဒီ feature တစ်ခုထည့်လိုက်ပြီဆိုရင်လူကြိုက်မကြိုက်အရင်ဆုံးစောင့်ကြည့်တယ်လူကြိုက်ပြီဆိုရင်အဲ့တိုင်းကိုလိုက်ပြီးတော့ထည့်တယ်ဒါတွေကပေါ့နော်လောက်လာတာနှစ်ချီပြီးလို့တော့ပြောလို့ရတယ်နောက်ပြီးတော့ဒီ Android phone တွေကအဲ့လိုမျိုးလိုက်လုပ်မယ်ဆိုရင်ကျွန်တော်တို့ iPhone ကနေပြီးတော့အခြားဖုန်းတစ်လုံးလုံးကိုပြောင်းကင်မဲ့လူတွေအတွက်လည်းတစ်ခါတည်းဆွဲဆောင်တာပြီးသားဖြစ်သွားတယ်အဲ့တော့အားလုံးအနှစ်ချုပ်ပြီးပြောရမယ်ဆိုရင်ပေါ့နော် Apple ကစလုံးမှာ Android phone တွေကနောက်ကလိုက်လုပ်တယ်ဆိုတာကဒီ Android phone တွေကညံ့လို့မဟုတ်ဘူးသူတို့ရဲ့စီးပွားရေးကပေါ့နော် risk နည်းတဲ့ကျွန်တော်တို့ဈေးကွက်စီးပွားရေးပုံစံအောင်ယူပြီးတော့သုံးတာလို့ပြောလို့ရတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ဆိုရင်ရောဒီ Apple ကလုံးမှာ Android phone တွေကနောက်ကလိုက်လုပ်တာကိုသဘောကျလားအဲ့လိုမှမဟုတ်ဆိုရင်လည်းပေါ့နော်ဒီ Android phone တွေက foldable phone တွေထုတ်တယ်လို့မျိုးသူတို့ဘာသူတို့လမ်းတက်သွားပြီးတော့ဒီ innovation တွေလုပ်တာကိုသဘောကျလားဆိုတော့လေအောက်က comment section ထဲမှာရေးပေးသွားလို့ရတယ်ပြောနေပဲနောက်နေ့ဗီဒီယိုမှာပြန်ပြီးတော့တွေ့ကြပါမယ်Yangon Mobile Store